ကျမ်းစာဖတ်ကြရအောင်စာလနံပါတ်78အခန်းငယ်25နဲ့20ခုဖြစ်ပါတယ်စာလနံပါတ်78အခန်းငယ်25ကနေ20ခုထိဖြစ်ပါတယ်တနာတတော်သူအားကိုရောဒီတနာချင်းတဘောကို၎င်းဖြောင်းမတော်သူအားဖြောင်းမချင်းတဘောကို၎င်းတန်ရှင်တော်သူအားတန်ရှင်တော်တဘောကို၎င်းစန့်ကျင်တော်သူအားစန့်ကျင်တော်တဘောကို၎င်းပြုတော်မူ၏နှိမ်ချလျက်ရှိသောသူတို့ကိုရောဒီကေတင်၍ထောင်လွှာသောမျက်နှာကိုမူကားရှောက်ချတော်မူ၏ကျွန်တော်တို့ကာလတိဝါရစာဆောင်အခန်းကြီးလေးအငယ်10ကနေ20အထိကျွန်တော်တို့ပြန်ဖတ်ကြရအောင်ကာလတိဝါရစာဆောင်အခန်းကြီးလေးအငယ်10ကနေ20အထိကျွန်တော်တို့ဒီနေ့လေ့လာများဖတ်ကြရအောင်တောက်တော်လေအထက်ကတည်နှုတ်သည်ဖျားသခင်ကိုမတိတော့အခါဇာတိအားဖြင့်ဖျားမဟုတ်သောသူတို့၏အမှုကိုဆောင်ကြ၏ယခုမူကားတည်နှုတ်သည်ဖျားသခင်ကိုတိပြီးမှဟူ၍မဆိုဖျားသခင်သည်တည်နှုတ်ကိုတိတော်မူပြီးမှအာမရှိချမ်းသာမပေးနိုင်သောအရာတရားနုဖက်၌အဘေကြောင့်တဖန်ပြောင်းလဲကြသည်။ထိုလောကီတရား၌တဖန်ကျွန်းခံချင်းဟာအလူရှိကြပြီရကားအငယ်30ကနေဆက်ပြီးတော့ဖတ်မယ်။နှစ်လနေ့ရက်အချိန်ကာလမြောက်ကိုစောင့်ကြပြီရကားငါဒီတင်တော့စီမှာအချီးနှီးကြိုးစားအားထုတ်သည်ဟုတင်တော့ကိုအကြောင်းကြောင့်စိုးရင်လျက်ရှိ၏ငါအကိုတော့တင်တော့ကဲ့သို့ငါဖြစ်၏ငါကဲ့သို့တင်တော့ဖြစ်ကြလောဟုငါတောင်းပန်၏တင်တော့ဒီငါကိုအလင်းမပစ်မှာချာငါဒီကိုနာချင်းယောဂနဲ့ကွာအေဝံဂေလိတရားကိုတင်တော့အထက်ကဟောပြောကြောင်းကိုတင်တော့တိကြ၏ကိုကာယ၌ငါခံရသောစုံစမ်းခြင်းကိုတင်တော့သည်မထိမဲ့မီမပြိုငါကိုမဖဲဖယားသခင်၏ကောင်းကင်တမန်ကဲ့သို့၎င်းယေရှုခရစ်တော်ကဲ့သို့၎င်းလက်ခံကြ၏တောက်ဖြစ်လင်တင်တော့ခံရသောမင်္ဂလာကအဘေမင်္ဂလာနီအထက်ကကိုမျက်စိကိုထောက်၍ငါအားပေးနိုင်စဉ်ငါပေးချင်းငါတင်တော့အလူရှိသည်ဟုငါတက်တဲ့ခါနီယခုမူကားငါသည်တမန်တရားကိုတင်တော့ဟောပြောသောကြောင့်တင်တော့၏ရန်သူဖြစ်တယ်လို့သူတထူးကဲ့တော့သည်တင်တော့ကိုအလွန်ချစ်ကြသည်မှန်းစေတော့ရှောက်ပစွာချစ်ကြသည်မဟုတ်တင်တော့သည်သူသူတို့ကိုအလွန်ချစ်မိအကြောင်းသူတို့သည်တင်တော့ကိုဖေချင်းငါအလိုရှိကြ၏တောက်တော်လေတင်တော့နှင့်အတူငါစီစဉ်တွင်သာကောင်းသောအရာကိုအလွန်ချစ်အပ်သည်မဟုတ်အစင်မပြတ်အလွန်ချစ်အပ်၏ယေရှုခရစ်သည်တင်တော့အထဲ၌တည်လျက်စီတော်မူသည့်တိုင်အောင်တင်တော့အဖို့တာဖွာချင်းဝေဒနာကိုငါခံရသောငါချစ်တာတော့တင်တော့ကိုယုံမှားခြင်းမရှိသောကြောင့်ယခုတင်တော့ကိုကိုယ်တိုင်တွေ့၍ထိုးချသောစကားကိုပြောခြင်းငါအလိုရှိ၏ဖခင်ရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေအာမင်အသက်ရှင်ပြီးတော့မှတကူနဲ့ပြီးဆုံးတဲ့ဖခင်သခင်ရဲ့နောက်ကပတ်တော်နားလေစေနိုင်ခြင်းအခုဟာတန်ရှင်တော်ဝိညာဉ်တော်ကယနေ့မိတ်ဆွေတို့ကိုပေးကြလိမ့်မယ်ဆိုတာကျွန်တော်အကျဉ်းမဲ့ယုံကြည်ပါတယ်အခုနပြောပြီးတော့တို့ကျွန်တော်တို့ဟာယနေ့ကလတိဝါရအစာဆောင်အခန်းကြီး၄အငယ်10ကနေ20အထိကျမ်းပိတ်ပြီးကျွန်တော်တို့လေ့လာဟောပြောသွားရမှာဖြစ်ပါတယ်အခန်းငယ်10နဲ့9မှာကျွန်တော်တို့ကဖတ်ပြီးသားကိုပြန်ပြောမယ်အရင်တုန်းမှာတော့တဲ့နော်တင်တော့ဟာဖယားကိုမတိပဲနဲ့ဗီဇအားဖြင့်ဖယားမဟုတ်တဲ့အရာတွေရဲ့ကျေးကျွန်တွေဖြစ်ကြတယ်ယခုကျတော့တင်တော့ဟာဖယားသခင်ကိုတိပြီးဖယားသခင်ကလည်းတင်တော့ကိုတိလာကြတယ်ဘယ်လိုလဲဝန်နေစရာကောင်းတဲ့ထုံတန်းစင်လာတဲ့တော့ပြန်ရောက်နိုင်ကြတာလေ
ဒါတွေအားလုံးရဲ့အကျုံပြုတ်ခြင်းကိုပြန်ပြီးတော့မှခံစားခြင်းကြရလားဆိုတော့မှပြောပါတယ်နော်ရှင်ပေါလုဟာကာလတိပိစီယုံကြည်သူများရဲ့ဝိညာဉ်ပိုင်းဆိုင်ရာအစစ်အတန်းကိုသူဘယ်လိုခွဲခြားရလဲဆိုတော့အရင်တော့မှဆိုတဲ့စကားနဲ့ယခုဆိုတဲ့စကားကိုအသုံးပြုပြီးတော့မှခွဲခြားပါတယ်အရင်တော့မှတော့ဆိုတာကဖယားကိုမတိသေးခဲ့တဲ့အချိန်ကိုဆိုလိုပါတယ်ယခုဆိုတဲ့စကားကတော့သူတို့ဖယားသခင်ကိုတီးစီလာတယ်ဒီနေ့အပြင်ပြောမယ်ဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းကိုဆိုလိုတာဖြစ်တယ်ဖယားသခင်ကိုမတိစီခြင်းအားဖြင့်အသွေးအသားပိုင်းဆိုင်ရာမှာဖယားမဟုတ်တဲ့သူတွေရဲ့ကျွံပြုတ်ခြင်းကိုခံရတယ်တောက်တော့အခုမှတော့အသက်ရှင်တဲ့ဖယားသခင်ကိုယုံကြည်လာပြီးသူ့ရဲ့အမှုတော်ကိုထမ်းဆောင်လာကြတယ်ကဘာဦးကျမ်းမှာရှိတဲ့ဖန်ဆင်းခြင်းပုံပြင်မှာဖယားသခင်ကလူသားတွေကိုသူ့ရဲ့ပုံပန်းတရာနဲ့ဖန်ဆင်းခဲ့တယ်ဝိညာဉ်ရှိတဲ့တရဝါဖယားသခင်နဲ့အဆက်အသွယ်လုပ်နိုင်တဲ့သူအဖြစ်ဖန်ဆင်းခဲ့တယ်မိမိရွေးချယ်ပိုင်ခွင့်လေးပေးခဲ့တယ်ထို့အပြင်လူသားတွေကိုလည်းလုံနိုင်စွမ်းအမျိုးမျိုးပေးတယ်နော်တိရစ္ဆာန်တွေနဲ့တော်ကိုချရတယ်ပေါ့နော်နားလည်နိုင်စွမ်းတွေကိုလည်းပေးခဲ့တယ်ဘာသာစကားအမျိုးမျိုးပြောနိုင်စွမ်းအရာရာကိုစမ်းသပ်နိုင်တဲ့စွမ်းအင်အတ္တအရာများကိုတီထွင်နိုင်ခြင်းအတရဲ့အတွေ့အကြုံတွေကိုယူပြီးတော့မှအနာဂတ်အတွက်အသုံးချခြင်းပြောဆိုခြင်းဝန်နေခြင်းနဲ့စိတ်ဆိုးမှုတွေဒေါသတွေကိုပေါ်ထုတ်နိုင်တဲ့အစွမ်းအစတွေကိုလည်းလူသားတွေကိုပေးခဲ့တယ်ဒိဋ္ဌိတွေကြတော့ဒီလိုမျိုးတတ်နိုင်စွမ်းမရှိပါဘူးအကြီးအသွေးပူတော့ညံ့အောင်ဘုရားသခင်ကဖန်ဆင်းထားတယ်လို့ပြောရမှာပေါ့နော်တောက်တော့တော်တော်များများမှာတော့ဒူညီတဲ့အပိုင်းတွေလည်းအများကြီးရှိပါတယ်လူသားတွေနဲ့ဒိဋ္ဌိတွေရဲ့အဓိကကိုယ်ဟာချက်ကတော့ဒိဋ္ဌိတွေမှာဝိညာဉ်မရှိဘူးလူသားတွေမှာဝိညာဉ်ရှိတယ်ဆိုတဲ့အရာကအဓိကဖြစ်ပါတယ်ဒိဋ္ဌိတွေအုပ်စုထဲမှာမြုပ်အမျိုးအစားဖြစ်တဲ့ကော်ရီလာတို့ဘောနိုဘိုတို့ချင်ပန်ဇီတို့ဂျီဘွန်တို့ဟာဆိုတော့အင်မရန်မှာညံကောင်းတဲ့ဒိဋ္ဌိတွေဖြစ်ကြပါတယ်အထူးသဖြင့်ချင်ပန်ဇီလောက်ခေါ်တဲ့မြုပ်မျိုးဟာဆိုရင်တော့ပြဿနာဖြေရှင်းနိုင်စွမ်းတတိထားနိုင်ခြင်းတစားပလာမြောက်ကိုအသုံးပြုတတ်ခြင်းအဆက်အသွယ်မျိုးမျိုးပြုလုပ်နိုင်ခြင်းခံစားချက်ပေါ်ထုတ်နိုင်ခြင်းစတဲ့အချက်လက်တွေမှာတော်ကိုဒီထူးခြားတဲ့တရားဝါဖြစ်ပါတယ်ဒိဋ္ဌိပေါ့နော်ဒိဋ္ဌိတွေအားလုံးရဲ့ဒူညီတဲ့အရေးအချင်းဟာတော့တို့ကဖျားသခင်ကိုမသိနိုင်ပါဘူးအဖြစ်အကြောင်းလည်းနားမလည်နိုင်ပါဘူးဒိဋ္ဌိတွေအစုလိုက်နေထိုင်ချက်စားပြီးတော့မှဖျားသခင်ဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေခင်းချင်းလှုပ်ဆောင်ထားတဲ့နေရာအစအနအဆူရာမျိုးလေးကျွန်တော်တို့လုံးဝမမြင်နိုင်ပါဘူးအကြောင်းမှာတို့မှာဝိညာဉ်မရှိတဲ့အတွက်ကြောင့်ဘာသာရေးကိုတို့ကမလုပ်နိုင်တာဖြစ်ပါတယ်လူသားတွေနေထိုင်တဲ့နေရာတိုင်းမှာတော့ဘာသာရေးနဲ့ပတ်သက်တဲ့လူတို့ရဲ့လက်ရလေးတွေကိုကျွန်တော်တို့မြင်လို့ရတယ်လူသားတိုင်းမှာအပြစ်ဆိုတာရှိကြတယ်ဖျားသခင်နဲ့ပတ်သက်တဲ့အယူတွေရှိကြတယ်ကျင့်ချင်းနဲ့ကောင်းချီးပေးခြင်းတွေရှိကြတယ်ထာဝရအသက်နဲ့တည်ပြီးနှုတ်ဘဝအကြောင်းတွေရှိကြတယ်ကလေးငယ်လေးတွေမှာတော့ယုံကြည်ခြင်းရှိကြတယ်ဒီနားလည်နိုင်စွမ်းတွေဟာအချို့သောသူတွေမှာအနည်းငယ်သာရှိတော်လဲဒီယူဆချက်ကင်းမဲ့တဲ့လူသားဆိုတာမရှိပါဘူးဖယားမေဝါဒကိုကိုင်းဆောင်တဲ့သူတွေတော့မှဖယားမယုံကြည်ဘူးဟုပြောကြတော့လေတို့ကယုံကြည်ပါတယ်မယုံကြည်ဘူးဟုတမင်တက်ပြောတာသာဖြစ်ပါတယ်ဒီလိုမျိုးဖယားမေဝါဒတွေကိုကိုင်းဆောင်ထားတဲ့အစိုးရသူတွေကတော့တို့ကိုအစိုးရတွေကဖိနှိပ်ချုံထောင်ထားတဲ့ကွန်မြူနစ်နိုင်ငံတွေမှာများပါတယ်အဲ့မှာအဓိကတွေ့ရပါတယ်တို့ရဲ့ဖိနှိပ်မှုကြောင့်သာဖြစ်ပါတယ်လူတွေကဖယားကိုတိကျပြီးဘာသာရဲ့လှုပ်ထုံးလှုပ်ရက်တွေလှုပ်ဆောင်ရင်းနဲ့အသွေးအသားအပြင်ဖယားမဟုတ်တဲ့အရာတွေရဲ့ကျေးကျွန်းပြုတ်ခြင်းကိုခံကြပါတယ်အသက်စီဒီဖြစ်စေအသက်မဲ့ဒီဖြစ်စေတွေးမြင်တဲ့အရာဖြစ်စေမတွေးမြင်နိုင်တဲ့အရာဖြစ်စေကိုးကွယ်တဲ့အရာတိုင်းဟာရုပ်တုဖြစ်ပါတယ်ကျွန်တော်တို့ဒါကိုမှန်တဲ့ဥစ္စာကိုဟေစီယာအနာဂရိကျမ်းအခန်းကြီး45အငယ်17နဲ့20အကြားမှာလေကျွန်တော်တို့ကတွေ့ရပါတယ်ကဲဖတ်ပြမယ်နော်မူကောင်းကင်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားမေကြီးကိုပြုပြင်ဖန်ဆင်း၍
အမေတီစေရောမူတော့အရှင်အချီးနီးဖန်စင်တော့ဖန်စင်ဒီမဟုတ်တတဝနေစရာဖို့ဖန်စင်တော်မူတော့ဖရာသခင်မိန်တော်မူဒီကငါဒီထာဝရဖရာဖြစ်သည်ငါမှတပါအခြားသောဖရာမရှိငါဒီတိတ်ဆိတ်ဆိုမဟုတ်မေကြီးထဲမှာမောင်မိတ်တော်အယတ်နိုင်မဟုတ်တင်တော့ဒီကျေးဇူးမရှိပဲငါ့ကိုချေချလို့ဟူရကောက်အမျိုးအားငါမပြောငါဒီဖြောင်းမစွာပြော၍အတိအလင်းဟောတတော်ထာဝရဖရာဖြစ်သည်တင်တော့ဒီစီဝဲ၍လာကြလို့အတိုင်းတိုင်းအပြည့်ပြည့်တော့မှဘေးလွတ်တော်တို့စီဝဲကြလို့မိမိထူလို့တော်တစ်သားကိုဆောင်ရွက်တော်သူမကေတီနိုင်တော်ဖရာကိုပထနာပြုတော်တို့သည်ပညာမရှိကြဆိုပြီးရင်အငင်းဆက်တကနေတိရင်ကြပြောကြလို့လူများကိုအနီးတော့ခေါ်ခဲ့၍တိုင်ပင်ကြစေဤအမှုကိုစေကာလမှစ၍အဘေသူဖော်ပြသည်။အထက်ကအဘေသူဟောပြောသည်။ငါထာဝရဖရာဟောပြောသည်မဟုတ်လော။ငါမှတပါအခြားသောဖရာမရှိတင်ငါသည်ဖြောင့်မတော်ဖရာကေတင်တော်ဖရာဖြစ်၏ငါမှတပါအခြားသောဖရာမရှိမေကြီးစွန်းသောအပေါင်းတို့ငါကိုညှော်ချက်၍ကေရင်ချင်းကျေးဇူးကိုခံကြလောငါသည်ဖရာသခင်ဖြစ်၏ငါမှတပါအခြားသောဖရာမရှိအာမင်ဆိုပြီးတော့မှကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရပါတယ်နော်ဆိုတော့ကျွန်တော်တို့ကျမ်းစာထဲမှာရှိတဲ့ဖန်ဆင်းခြင်းဖန်ဆင်းရှင်ဖရာမှလွေပြီးတော့မှအခြားဖရာအားလုံးတို့ဟာမှားယွန်းတဲ့ဖရာဖြစ်ကြောင်းကျွန်တော်တို့ကျမ်းစာမှာဖတ်ကြပါတယ်အဲ့ဒီဖရာတို့ရဲ့နောက်ွယ်မှာလဲစာတန်ရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်လူတွေကိုအသက်ပေးကြရင်ဖို့ဖန်ဆင်းရှင်ဖရာကသားတော်ယေရှုခရစ်တော်ကိုဒီလောကသို့ဆေလွတ်ခဲ့တယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျမ်းပေအချို့တွေကိုကျွန်တော်တို့ဖတ်ပြရစေကဲဂျေရမိအခန်းကြီး30အငယ်30မှာကိုရောဒီစစ်မှန်တဲ့ဖရာအသက်ရှင်တဲ့ဖရာနဲ့ထာဝရဖရာဖြစ်ပါတယ်တဲ့နော်ဒေါသထွက်တဲ့အခါမှာလောကတစ်ခုလုံးဟာတုန်လှုပ်လျက်ရှိတယ်သူရဲ့ဒေါသကိုလူမျိုးအပေါင်းတို့ဟာကနဲ့ဗာလဲမခံမရက်နိုင်ကြဘူးလို့ပြောတယ်ကျွန်တော်တို့စီညောအခန်းကြီး7အငယ်3မှာနော်စစ်မှန်တဲ့တပါးတီတော်ဖရာနဲ့သူဆေလွတ်တဲ့ခရစ်တော်ကိုတည်ရှိနိုင်ဖို့ထာဝရအသက်ကိုငါပေး၏လို့ပြန်ပြောတွေ့ရပါတယ်ပြီးရင်တိယောအခန်းကြီး9အငယ်20မှာလည်းပဲစစ်မှန်တဲ့ဖရာကိုငါတို့တည်ရှိနိုင်ဖို့ဖရာသခင်ရဲ့သားတော်ဟာဒီလောကတော့ရောက်ရှိလာပြီးနားလည်နိုင်ခြင်းကိုပေးတယ်ဆိုပြီးတော့မှပြန်ပြောပါတယ်ခရစ်တော်ကိုယုံကြည်တဲ့သူတွေဟာစစ်မှန်တဲ့ဖရာကိုကူးကွယ်ကြတယ်ခတ်သိမ်းသောအရာတိုင်းရဲ့သဘောတဘာဝနဲ့အနှစ်သာရတိချင်းဟာလွယ်ကူတာမဟုတ်ပါဘူးခတ်သိမ်းသောအရာတိုင်းမှာသူတို့ရဲ့မြင်ကွင်းလေးတွေစုတောင်းလေးတွေရှိကြတယ်မြင်တွေ့လို့မရတဲ့တွေးခေါ်မှုပိုင်းဆိုင်ရာကိစ္စတွေအပါဝင်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်တော့ပျော်ရွှင်ခြင်းတော့မဟုတ်ချစ်ချင်းဟာလေးပဲသူတို့စုတောင်းတဲ့ကိစ္စများအပါဝင်သူတို့စုတောင်းနေသူတို့ရှိကြတယ်ဒါကြောင့်ခတ်သိမ်းသောအရာတိုင်းမှန်ကန်စွာသဘောပေါက်ခြင်းနဲ့ကျွန်တော်တို့အတ္တမှာထိရောက်စွာအနစ်ပြန်နိုင်ခြင်းဆိုတာကခေရင်တဲ့အရာဖြစ်ပါတယ်အထူးသဖြင့်ထာဝရအသက်နဲ့ကေရင်ချင်းအကြောင်းနဲ့ပတ်သက်လာတဲ့အခါမှာအင်မတန်မှခက်ခဲပါတယ်ဒါကြောင့်ကျမ်းစာနားလည်ဖို့လူပါတယ်ခရိယာနာဘယ်လိုမျိုးပုဂ္ဂိုလ်မျိုးဖြစ်တာလဲဆိုတာမျိုးမယုံကြည်သူများထံတွင်ရှင်းပြတဲ့အခါမျိုးမှာဘယ်လိုရှင်းပြရမလဲဒါကြောင့်ဖတ်သွားတဲ့ကျမ်းပိတ်တွေကိုကျွန်တော်တို့ကတေးချက်ပြထားဖို့လူပါတယ်ကျွန်တော်တို့ဒီမှာဖတ်ပြထဲတဲ့ဒီရွေးချယ်ထားတဲ့ကျမ်းစာပါဘောနော်အရင်တုန်းမှာတင်တော့ဟာဗီဇာအဖြစ်ဖျားမဟုတ်ပဲဖျားမဟုတ်တဲ့သူတွေရဲ့ဂျေးကျွန်းဖြစ်ခဲ့ကြတယ်တဲ့ယခုမိုကတင်တော့ဟာဖျားကိုတိစီလာကြပြီဖျားကလည်းတင်တော့ကိုတိစီလာကြပြီသူတို့ကဖျားကိုတည်တယ်လို့ဖျားကလည်းသူတို့ကိုတည်စီလာတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးရှင်းပြရမယ်ဆိုတော့ပရမမှာခရိယန်တွေဟာဖျားသခင်ကိုတည်တဲ့သူတွေဖြစ်ကြတယ်ဒုတိယမှာခရစ်ယာန်တွေဟာဖျားကသူတို့ကိုတည်တဲ့သူတွေလည်းပြန်ဖြစ်ကြတယ်ကျွန်တော်တို့ကဖျားသခင်ကိုမတည်စီခင်ဖျားသခင်ကကျွန်တော်တို့ကိုအရင်ဦးဆုံးတည်တယ်ဖ
ဖယားကကျွန်တော်တို့ကိုတိရတဲ့အတွက်ကြောင့်ဖယားကိုကျွန်တော်တို့ကတိနိုင်ရတာဖြစ်တယ်ဒါဟာအလူမွန်မြတ်တဲ့စကားဖြစ်တယ်နော်ယောဟန်အခန်းကြီး15အငယ်16မှာတင်တော့ဒီငါကိုရွေးချယ်ဒီမဟုတ်ငါဒီတင်တော့ကိုရွေးချယ်၍ငါဒီတင်တော့ကိုခဏဒီဆိုတော့ပြောထားတယ်ယောဟန်အခန်းကြီး6အငယ်65မှာလေးပဲကူရောကဆက်ပြီးပြောပါတယ်နော်ခမီးတော်ကမကူညီဘူးဆိုရင်တဲ့နော်ငါအထံတော့ဘယ်သူမှမလာနိုင်ကြဘူးလို့ပြောပါတယ်ဒီယောအခန်းကြီးလေးအငယ်30မှာချစ်ချင်းဆိုတာကငါတို့ကဖယားသခင်ကိုချစ်ဒီမဟုတ်ပဲဖယားသခင်ဒီငါတို့ကိုချစ်ချင်းချစ်ရတာကိုစုလို့တယ်ငါတို့အဖြစ်ပူဇော်ပေးဖို့သားတော်ကိုစေလွတ်တယ်ဆိုတော့ပြောပါတယ်ယောမအခန်းကြီးအခန်းကြီး8အငယ်29နဲ့30မှာလေအကြောင်းမူကားဖယားသခင်ကကျူတင်ခွဲกันမှတ်သားတော်မူပြီးသားတော်ကဲ့သို့ဖြစ်ဖို့ရန်ပြင်ဆင်တော်မူ၏တောင်းမှသာလျှင်ညီအကိုအားလုံးတို့ထဲတွင်သူဟာသားဦးဖြစ်လာမှာဖြစ်ပါတယ်သူကခွဲกันထားတဲ့သူတွေကိုခေါ်တော်မူပြီးခေါ်တော်မူသောသူတို့ကိုဖြောင့်မစေသူဖြောင့်မစေတဲ့သူတွေကိုဘုံအာနုဘောပေးတော်မူ၏ဆိုတော့ပြောထားပါတယ်ကိုရောကိုအထင်မလွဲချရလေအောင် sorry ကျွန်တော်တို့ဒီနေရာကိုအထင်မလွဲချရလေအောင်ငါတို့မှဘာမှဝကြောစရာမရှိဘူးကောင်းချီးမင်္ဂလာအားလုံးနဲ့ကျေးဇူးတော်ဟာဘုရားသခင်ရဲ့ကြီးမြတ်လာတဲ့ခွဲခန့်မှတ်သားမှုအပြင်တာကျွန်တော်တို့အစီမှာရောက်ရှိလာတယ်ခတ်သိမ်းတော့အရာတိုင်းမှာဘုရားသခင်တိုင်တွင်ကျွန်တော်တို့ကကျေးဇူးတော်ချီးမွမ်းပြီးတော့မှသူ့ကိုဘုံအာနုဘောပေးဖို့လူပါတယ်ဒါကြောင့်ယုံကြည်သူတိုင်းဟာဘုရားသခင်တည်စီကြောင်းနဲ့ဘုရားသခင်ကိုယ်တိုင်တည်စီခြင်းခံတဲ့ပုဂ္ဂိုလ်များဖြစ်ရဖို့လိုအပ်ပါတယ်ကျောင်းစေအလုံးအကောင်းလာတဲ့အရာကပါလေဆိုတော့မျောလင့်ချက်ကင်းမဲ့ကျောင်းစေအကောင်းဆုံးနဲ့မျောလင့်ချက်အကင်းမဲ့ဆုံးသောစကလုံးဟာတင်းကိုဖယားကမတည်ဘူးဖယားကငါဒီတင်းကိုမတည်ဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်အမင်းဆုံးပညာလူသားတွေစွတ်ခိုးနိုင်တဲ့အရာကတော့ဖယားသခင်အကြောင်းသိရှိခြင်းဖြစ်တယ်လူသားတွေအတွက်အမြင့်မြတ်ဆုံးရရှိနိုင်တဲ့အတွေ့အကြုံဟာလေပဲဖယားသခင်ကိုသိရှိနိုင်ခြင်းပဲဖြစ်တယ်ဒီကောင်းခြင်းမင်္ဂလာရရှိပြီးသူကောင်းခြင်းမင်္ဂလာရရှိတဲ့သူတိုင်းကိုကျွန်တော်တို့ကခရိယန်လို့ခေါ်ပါတယ်ခရိယန်ဆိုတာဘယ်လိုမျိုးပုံကိုဖြစ်ပါတယ်လဲခရိယန်တယောက်အကြောင်းကိုရှင်းပြပေးရမယ်ဆိုရင်တော့ဘယ်လိုပြောရမလဲပြောစွန်လန်းဆိုကျွန်တော်တို့ကစိတ်ချက်ဆိုပြောရမယ်ဟာတခုရှိပါတယ်ခရိယန်ဆိုတာကဖယားသခင်ကိုတီးပြီးတော့မှဖယားသခင်ကလည်းသူတို့ကိုတီးတဲ့သူတွေကိုခရစ်ယာန်လို့ခေါ်ပါတယ်ငါတို့ဟာဖယားသခင်ကိုတီးစီပြီးဖယားကလည်းတီးကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာမျှော်လင့်ခြင်းနဲ့ခုနအားဖြင့်အသက်ရှင်တင်ပါတယ်ကျွန်တော်တို့အခန်းငယ်9ကိုပြန်ကြည့်ရအောင်အခန်းငယ်9ရဲ့နောက်ဆုံးအပိုင်းလေးမှာလေကျွန်တော်တို့တွေ့ရတာကတော့ဘယ်လိုဖြစ်ပြီးတော့အာနေပြီးဝန်နေစရာကောင်းလှတဲ့လှုပ်ထုံးလှုပ်နီးတွေထဲမှာတင်တော့ဟာဘယ်လိုလုပ်ပြန်ရောက်သွားနိုင်ကြတာလဲဒါတွေအားလုံးရဲ့ကျွန်းပြုတ်ခြင်းကိုပြန်ပြီးခံယူကြပါတယ်ဆိုတော့အရှင်ပေါလုကမေးခွန်းထုတ်ခဲ့ပါတယ်ဖယားသခင်ကိုတီးစီပြီးမှအထုံးမချတဲ့လောကရဲ့စိတ်ပြစရာအရာတွေရဲ့ကျေးကျွန်းပြုတ်ခြင်းအောင်မှာပြန်လေပြီးတော့ရောက်ရှိကြတာဟာအင်မတန်မှအာနေစရာကောင်းပါတယ်တောက်တော့ဒီလိုမျိုးပုံကိုယ်တွေနဲ့ပတ်သက်ပြီးမေးစရာတခုရှိပါတယ်ဒါဟာဘယ်လိုလို့ဖြစ်ရတာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒီအကြောင်းတွေကိုစုံစမ်းဖော်ထုတ်ရမည်ဆိုရင်အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်တောက်တော့အဓိကအကြောင်းကတော့သူတို့ရဲ့ယုံကြည်ခြင်းနာခရစ်တော်ကိုပြစ်မှတ်ထားတဲ့ယုံကြည်ခြင်းအတင်းတော်ကိုဘဟုမပြုတဲ့ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်သူတို့ကအဓိကထားတင်တယ်လို့ကေတင်ချင်းကိုအရေးကြီးဆုံးနေရမှာသူတို့ကမထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကွန်မြူနတီဝါဒဟာဖယားသခင်ကိုဆန့်ကျင်ပြီးတော့မှအစာတန်ကိုအခြေခံတဲ့စနစ်ဖြစ်ပါတယ်သူတို့ရဲ့အဓိကပန်းတိုင်တစ်ခုဟာခရစ်ယာန်အတင်းတော်များကိုဖျက်ဆီးဖို့ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း100ခန့်မှာဒီမှန်ကန်မှုရဲ့အထောက်အထားကိုတကဘာလုံးမှာတွေ့နိုင်ပါတယ်အထူးသဖြင့်တောင်ကိုရီးယားကျွန်းဆွေမှာအခုထိဒီကိစ္စနဲ့ပြဿနာတက်နေပါတယ်စစ်မှန်တဲ့ခရီးယန်တွေဟာကွန်မြူနစ်စနစ်ကိုဘယ်တော့မှလက်ခံမှာမဟုတ်တယ်လို့တစ္ဆာလေးရှိမှာမဟုတ်ပါဘူး
ခရီးယန်တွေဟာကွန်မြူနစ်ယူဝါဒမရှိကြတယ်လို့သူတို့ရဲ့အဖွဲ့တွေမှလည်းသူတို့ပါဝင်ကြမှာမဟုတ်ပါဘူးဘာအကြောင်းကြောင့်ပဲဖြစ်ပါစေကွန်မြူနစ်စနစ်ဝါဒဟာ liberal democracy နဲ့ဘာသာရေးလွတ်လပ်မှုကိုသာထိခိုက်တာပါအခြားရာကတော့ကောင်းတယ်လို့ပြောတတ်တဲ့သူတွေဟာလေးပဲတကယ်ပြောင်းလဲတဲ့ဝိညာဉ်တော်အဖြစ်ပြောင်းလဲတဲ့လူတွေဖြစ်မယ်လို့ကျွန်တော်မထင်ပါဘူးတန်ရှင်တော်ဝိညာဉ်တော်အဖြစ်တို့ရမွေးဖို့ချင်းခံယူပြီးနှစ်ချင်းမင်္ဂလာခံယူပြီးသားသောသူတွေကဘယ်လိုနည်းနဲ့မှနော် community ဝါဒကိုလက်ခံနိုင်စရာအကြောင်းမရှိပါဘူးဒါဟာလူတွေရဲ့ဝိညာဉ်အစစ်အတန်းကိုသာပြသတဲ့ဘာရိုမီတာကဲ့သို့သောအရာဖြစ်ပါတယ်တောရန်ကျန်ခန်းချစ်ဆက်ခွန်အငယ်တစ်မှာလူတွေအားလုံးဟာပလီတော်တရားစီရင်ခြင်းမှာရက်ကြလိုက်မယ်မတ်တရက်ကြလိုက်မယ်ကျမ်းစာမှာရေးသားထားတာမနေ့ပြန်အတွက်မှာဝါကြွားခြင်းမရှိကြနဲ့အကြောင်းမူကားတနေ့ကြတော့အကြောင်းမူကားနေ့တနေ့ကြတော့ဘာလို့ဖြစ်လာမလဲဆိုတာကျွန်တော်ဒီတော့မသိကြဘူးတဲ့နော်ယာကောက်လေငယ်ဆက်လေးမှလေတင်တော့ဘာကြောင့်မနေ့ပြန်ဘာလို့ဖြစ်လာမလဲဆိုတာမသိကြတာလေတင်းရဲ့အတ္တဟာပါလေခဏအတွင်းပေါ်လာတဲ့တိမ်ကဲ့သို့ဖြစ်ပြီးမကြာခဏပျောက်ကွယ်သွားပါလိမ့်မယ်လူတွေကဘယ်လောက်တေချမလဲဘယ်လိုတေချမလဲဘယ်တော့တေချမလဲမသိကြပါဘူးခရစ်တော်ကိုမယုံကြည်တဲ့သူတွေဟာတေပြီးရင်ကေရင်ချင်းရဖို့အခုနေမရှိတော့ဘူးဒါကြောင့်ဖျားသခင်ကိုမသိတဲ့သူတွေဟာဗီဇအဖြစ်ဖျားမဟုတ်တဲ့အရာတွေရဲ့အခြေချူနောက်မှာရှိကြတယ်လူကိုအခြေခံတဲ့သူတွေရဲ့ဝိညာဉ်ဟာအန်ဒရေရှိပါတယ်အန်ဒရေရဲ့အန်ဒရေကိုမတိတဲ့သူတွေထက်ပိုပြီးတော့ကြီးမားတဲ့အန်ဒရေဆိုတာမရှိတော့ဘူးဆိုတဲ့ဆိုယူစကားရှိပါတယ်ခရစ်တော်ကိုယ်တိုင်ကလည်းပြောခဲ့ပါတယ်ကိုရောဟူခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံတဝန်စားမိမဟုတ်ကောင်းကင်ဘုံ၌ရှိတော့ခမီးတော်အလူတော်အတိုင်းလောက်ဆောင်တဲ့သူတွေဒါကောင်းကင်ဘုံတော့ရောက်ကြလိမ့်မည်ထိုနေ့မှာကိုရောတီနဲ့နာမတော်အဖြစ်ပရောဖက်ပြုဒီမဟုတ်လို့နဆူရင်းထောက်ဒီမဟုတ်လို့နမိတ်လက္ခဏာတွေပြုလို့ရမဟုတ်လို့ဟိုအော်ကြလိမ့်မယ်တော့ငါတို့ဒီငါဒီတော့ငါမသိဘူးဟုတ်ငါနဲ့အဝေးတနေရတော့တွားလို့နင်းတော့အဆူးလို့တဲ့လူတွေဟိုငါပြောမယ်တော့ကိုရောရှင်ပြောခဲ့ပါတယ်ကျမ်းစာတန်ယုံကြည်ခြင်းရှိတဲ့လေကျမ်းစာကိုကြော်ပြီးမတော်တင်ပါဘူးကျမ်းစာနဲ့ဆန့်ကျင်တဲ့ခံယူချက်များနဲ့တရင်ကောင်းကိုလမ်းလွေးစေတဲ့သူတွေဟာအတုံးမကျတဲ့လောက်ရတွေဖြစ်ကြပါတယ်လောကီရေးရနဲ့အတွေ့အခေါ်တွေကိုကျမ်းစာတက်ပူပြီးအလေးအနက်မထားတင်ပါဘူးဖယားတခင်ကိုဘယ်တော့မှအခြေနဲ့စေမှာမဟုတ်ပါဘူးဧပတဝရစာဆောင်အခန်းကြီးငယ်9အငယ်10မှာစင်ဘောလိုကဖယားတခင်ကိုပြောဆွန်စေတဲ့အရာတွေကိုရှာဖွေကြပါဟုပြောခဲ့ပါတယ်နိကောအခန်းကြီး9အငယ်9မှာလေခန္ဓာကိုယ်မှာပဲရှိအဝိမှာပဲရှိကိုရောကိုဆွန်လန်းစေတဲ့ပန်းတိုင်ကိုထားကြပါဟုတိုက်တွန်းပါတယ်အပိတ္တမြတ်ကေတင်ဖို့လောကတော့ရောက်ရှိလာတဲ့နိဒနာမှုအမျိုးမျိုးခံစားခဲ့ရပြီးလေဝါကားတိုင်းမှာအတေခံတော်မူတဲ့ခရစ်တော်ကိုတေချာစဉ်းစားလိုက်ရင်ဒီလိုမျိုးပါကြောင့်ဖြစ်ရတာလေဆိုတာမေခွန်မျိုးကိုဒီနောက်လေးမေးကြမှာပါပဲအခါนี้30နဲ့17မှာကျွန်တော်တို့ကကြည့်ရအောင်တင်တော့ဒီအထူးနဲ့တွေလတွေယာတီတွေနှစ်တွေကျင့်ပါကြတယ်တင်တော့အတွက်ငါရဲ့ပြင်ပန်းမှုတွေဟာအကျိုးမဲ့ဖြစ်သွားမှာစိုးတယ်ဆိုတော့မှရှင်ပေါလုကပြောပါတယ်အထူးနဲ့ရတွေဆိုတာကဥပုပ်နဲ့စပတ်နဲ့ကိုဆိုလိုတာဖြစ်တာပါတယ်အထူးလတွေဆိုတာကတော့ပြီးစပတ်နဲ့ဟာဆိုတော့ဒီတပတ်တာရဲ့နောက်ဆုံးနဲ့ကိုနော်ဒါကိုစပတ်ဥပုပ်နဲ့လောက်ခေါ်တယ်နော်အထူးလတွေနင်းတော့ဆောင်းကြတယ်ဆိုတာကတော့ဘာလာကိုဆိုချင်တာလဲဆိုတော့တို့ကျင်းပခဲ့တဲ့ပတ်တကာပွဲတော်ပင်တီကုတေပွဲတော်တေရောပွဲတော်ကိုဆိုလိုပါတယ်အထူးနှစ်တွေဆိုတာကတော့စပတ်နှစ်တွေဖြစ်ပြီးတော့မှဂျူဘလီတွေကိုပြုလုပ်ခဲ့တဲ့အရာကိုဆိုလိုပါတယ်စပတ်နှစ်ခုနှစ်ပြီးတဲ့နောက်ပိုင်းမှာနောက်ခုနှစ်ပြီးလာရင်ဒါကိုဂျူဘလီနှစ်လို့ခေါ်ပါတယ်ဂျူရာဘာတာလေကလစ်တွေကကေတင်ချင်းရဖို့ရန်အဲ့လိုနေထူလာထူနှစ်ထူမြောက်ကိုဆောင်းလျှောက်ချင်းပါဖို့လူတွေလို့တို့ကတွန်းတင်ပါတယ်
လူတွေကခက်ခဲစွာသူများကိုတွင်တင်ပြီးမှသူတို့တွေဟာသူတို့ရဲ့မူလအနေအထားသို့ပြန်ရောက်လာတယ်ဆိုရင်တော့သူ့ရဲ့ပင်ပန်းမှုတွေဟာအကျိုးမဲ့ပါတယ်ပြောချင်တာကတော့ခက်ခဲနဲ့သူများသူတစ်ပါးကိုတင်ပြမယ်နော်အဲ့ဒီသူတစ်ပါးဟာပြောင်းလဲပြီးမှအရင်ဘဝကိုပြန်ရောက်သွားတယ်ဆိုတော့ပင်ပန်းမှုတွေဟာအကျိုးမဲ့ဖြစ်သွားတယ်အဲ့လိုဖြစ်မှာကိုစင်ပေါ်လို့ကတော်ဆိုရင်ပါတယ်အခါငယ်စနေမငီယောကိုမောင်နှမများငါလူဖြစ်ကြပါတောင်းပါပါတယ်တဲ့ငါလေတင်တော့လူဖြစ်ခဲ့တာပဲတင်တော့ကငါအပေါ်မှာအမှားလောက်တာပါမှမရှိပါဘူးလို့ပြောခဲ့ပါတယ်ယူရလူမျိုးဖြစ်ပေမဲ့တပါအမျိုးသားလူနေထိုင်တဲ့အရှင်ပေါ်လူဟာတပါအမျိုးသားတွေနဲ့ပေါင်းဖော်ဖို့မြုံပြုလုပ်ခဲ့ပါတယ်ဒီလိုမျိုးအရာဟာသူရဲ့ကြီးမားလာတဲ့စိတ်ဆုံးဖြတ်ချက်လုံနိုင်တဲ့လူကသာလုံနိုင်တာဖြစ်ပါတယ်ဒါကြောင့်စင်ပေါ်လူကကာလတိပြည်သူပြည်သားများကိုလောကီလောက်ထုံးလောက်နီးနဲ့ legalism ရဲ့တွင်တင်ချက်ကြောင့်နော်အဲ့ဒီနေရာကနေသူတို့ရဲ့တွင်တင်ချက်ကနေထွက်ခေါ်ဖို့တိတ်တွန်းခဲ့ပါတယ်သူကိုယ်တိုင်လောက်ခဲ့တယ်လို့ခရစ်တော်သားတော်ကိုသာယုံကြည်အားကိုဖို့တိတ်တွန်းခဲ့ပါတယ်ငါအပေါ်မှာတင်တော့ကအမှားမလုပ်ကြဘူးဆိုတာကကာလတိပြည်လူမျိုးတွေဟာဆိုရင်တော့ကာလတိပြည်စီလူမျိုးတွေကစင်ပေါ်လို့ကိုတချေမျိုးတွေလို့ညင်ပန်းနှိပ်စက်မှုဒီဒုက္ခမပေးခဲ့ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်နော်သူတို့ကစင်ပေါ်လို့နဲ့ရင်းနှီးအတူနေခဲ့တယ်အခါငယ်73နဲ့14မှာ73နဲ့14မှာတင်တော့တိထားတယ်လို့တင်တော့ထန်တွင်ဒေသနာဝိငှဒုံမှာဖျားခဲ့တယ်ကျမ်းမာရေးမကောင်းဘူးပေါ့နော်တောက်တော့နာမကျန်မှုကိုတင်တော့ကအလေးမထားပဲကောင်းကင်တမန်လို့ယေရှုခရစ်တော်ကိုတင်တော့ကငါ့ကိုကျူဆူခဲ့ကြတယ်တဲ့နော်စင်ပေါ်လို့ရဲ့ယောဂဟာအပင်တရန်အဖြစ်တီးလုံးမရဘူးသူရဲ့ယောဂဟာပါလေဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာစူးကဲတော့ထူးတဲ့အရာဖြစ်တယ်ပြင်ကျွန်တော်တို့နှစ်ကိုစနစ်မှာကျွန်တော်တို့ဒါကိုတွေ့ရတယ်ပေါ့နော်ပြင်ကျွန်တော်တို့သူ့ရဲ့အကြောင်းကိုတမန်တော်ဒီမှာဒီဝတ္ထုမှာဖတ်ရမယ်ဆိုရင်လည်းပဲဖမ်ဖလီယာမှာရှင်ပေါလုဟာအေဝံဂေလိလောက်တဲ့အချိန်မှာသူကငှက်ဖျက်ယောဂမိခဲ့တယ်ငှက်ဖျက်ယောဂဆိုရင်တော့ကိုအပူချင်းဒီတက်တယ်ချမ်းတယ်ကောင်းကိတ်ချင်းဒီအကျော်ဆွေတာဒီလည်းဖြစ်စေနိုင်ပါတယ်တောက်တော့ကာလတိပီသားတွေကသူ့ရဲ့ယောဂကိုသူလုံးဝမကြောက်ဘူးနော်ဘာကြောင့်လဲဆိုတော့သူဟောပြောတဲ့ဒေသနာကိုအယံကိုညှစ်တဲ့အတွက်ကြောင့်ကောင်းကင်တမန်တို့သူ့ကိုအုပ်မေတယ်ခရစ်တော်ကိုလူပဲသူ့ကိုအုပ်မေပြီးတော့မှသူ့ရဲ့ယောဂကိုကြောက်စရာယူစရာဖြစ်တော့ကမထားခဲ့ကြဘူးဆိုလိုတာဖြစ်ပါတယ်အခန်းငယ်15မှာတင်တော့ရဲ့ပျော်ရွှင်မှုတွေလုံးဟာဘာမြတ်ဖြစ်သွားပြီလေတင်တော့ဟာမြတ်လုံးတော့ထုတ်ပြီးငါ့ကိုပေးချင်ခဲ့ကြတယ်မဟုတ်လို့ပြောကြတယ်ကာလတိယုံကြည်သူတွေကခရစ်တော်ယုံကြည်တဲ့အချိန်မှာဆိုရင်တော့တမန်တော်ရှင်ပေါလုကိုအယံတစ်သက်ပြီးတော့မှဘယ်လောက်တော့နှစ်သက်တာလဲဆိုတော့သူတို့ရဲ့မြတ်လုံးကိုတော့မှထုတ်ပြီးတော့မှပေးချင်ခဲ့ကြတယ်ဆိုတဲ့သဘောဖြစ်တယ်နော်အခန်းငယ်16မှာဆိုရင်တော့အခုတော့တင်တော့တမန်တရားကိုတွင်တင်ပေးတဲ့အတွက်ကြောင့်ငါရဲ့ယံသူမြတ်ဖြစ်ကြပြီလို့တဲ့နော်သူများကိုတွင်တင်ပေးတယ်ယူဒဒီတွင်တင်ပေးပြီးတော့မှပြောင်းလဲတယ်တောက်တော့သူတို့ဟာ legalist ရဲ့တွင်တင်မှုကိုပြန်လဲပြီးတော့လက်ခံလာတဲ့အခါမှာစင်ပေါ်လူကိုသူတို့ကယံသူတွေလူမြင်ကြတယ်စင်ပေါ်လူကိုသူတို့ကလမ်းလွှဲတမလူသူတို့ကမြင်လာကြတယ်ကျမ်းစာကိုမှာယွန်းဆိုတွင်တင်ပေးတဲ့သူများအပေါ်တက်ရောက်လာမဲ့ဖယားတခင်ရဲ့ကြင်ချင်းအကြောင်းတွေကိုကျွန်တော်တို့ကျမ်းစာမှာမြင်နိုင်ပါတယ်နော်ရှင်ပေါလုကပြောတဲ့ကောင်းကင်တမန်ဖြစ်စေတဲ့နော်ငါတို့ဟောပြောတဲ့ဒေသနာနဲ့ကိုယ်ချပြီးဟောပြောတဲ့သူတွေဟာထာဝရအပစ်တင်ချင်းတော့ထာဝရကြင်ချင်းတော့ရောက်ပါစေဆိုတော့မှကာလတိဝါရစာဆောင်ခန်းကြီး1မှာကျွန်တော်တို့တွေ့ရတယ်လမ်းလွဲတဲ့အတင်းတော်နဲ့ခေါင်းဆောင်တွေဟာနော်လင်မာပါနဆွာလူတွေကိုကေတင်ချင်းတွေကိုအမျိုးမျိုးလှည့်ပြီးတော့မှဖျားယောင်းပြီးတော့မှတွေးဆောင်တယ်နောက်ကပတ်တော်ကြာပြီးတော့ယုံကြည်ချင်းတတ်နေတော့ကေရင်ချင်းမရနိုင်ပါဘူးကျမ်းစာကြောင့်တက်မှရမယ်ဆိုတာမျိုးနောက်ကပတ်တော်နားထောင်တာကတော့အရေးမကြီးဘူးလို့ပြောတာမျိုးဒီရှိတယ်တကယ်ဆိုတော့နောက်ကပတ်တော်ဟာဆိုတော့ဒေသနာကျမ်းဒီတမန်ကျမ်းစာကိုအနက်ပွန်ထားတာဖြစ်တာကြောင့်ကျမ်းစာဖတ်တာနဲ့အတူတူပဲနော်တချို့တွေကလည်း King James Version ကိုသာဖတ်ရမယ်ဆိုတာမျိုး
original မှာတာတကူစီတွေဆိုတာမျိုးအမျိုးကိုယုံကြည်သူတွေတန်တရားဝင်တော်တို့ကဟောပြောတတ်တယ်စင်ယောနခန်းကြီးစီအငယ်လေးစီလေးမှာခရစ်တော်ကစာတန်ဟာမုတာပြောတတ်တယ်မုတာပြောတဲ့အခါမှာသူကသူ့ရဲ့မိခင်စကားပြောတာဖြစ်ပြီးတော့မှသူဟာမုတာအားလုံးရဲ့ဖခင်ဖြစ်တယ်လို့ပြောပါတယ်ကျမ်းစာအဖြစ်လူတွေလင်းလေဆိုတာအတင်းတော်နဲ့ယုံကြည်သူများအပေါ်ကြီးမားတဲ့အဖြစ်တွေကျူးလွန်ခြင်းဖြစ်ပါတယ်နော်ယနေ့အတင်းတော်များမှလည်းမုတာတွေတာဟောနေတယ်ဆိုပြီးတော့မှလူတွေကလှည့်ပြတ်မှုဒီပြောပြီးတော့မှလူတွေဖះချောင်းမသွားနိုင်အောင်သူတို့ကိုနှုတ်ဆက်ပေးပါတယ်ရှင်ပေါလုကအခုငါဟာတင်းတော်ရဲ့အရန်သူဖြစ်ပြီလားဆိုတာကတော့ legalist ဂျူဒလူမျိုး legalist တွေရဲ့အသွင်တင်ချက်ကိုလက်ခံပြီးတော့ကာလတိယုံကြည်သူတွေဟာရှင်ပေါလုကိုယန်သူလို့အောက်မေ့လာတဲ့အတွက်ကြောင့်ဒီစကားကိုပြောတာဖြစ်ပါတယ်ရှင်ပေါလုကိုခုနပြောသလိုလမ်းလွေတဲ့ပုဂ္ဂိုလ်လူတို့ကမြင်တော့တာဖြစ်ပါတယ်အခန်းငယ်7မှာဆိုတော့တို့ကတင်တော့ကိုကောင်းချိုမရှိပဲပြောင်းလဲစေချင်တယ်တို့လူချင်းတာကတော့တင်တော့ဟာငါတို့နဲ့ခွေးခွာပြီးတင်တော့နဲ့တို့နဲ့ပေါင်းဖို့ကိုတို့ရည်ရွယ်တာဖြစ်တယ်တဲ့နော်legalist ရရဆိုတော့ quality အတင်းတော်တွေကိုevangelical faith ထန်ကနေယုံကြည်ခြင်းခံယူချက်ကနေတို့ခွေးထွက်စေပြီးတော့မှရှင်ပေါလုတို့နဲ့အဆက်တွေပြတ်ပြီးတော့မှတို့နဲ့ဆက်တွေချင်ပါတယ်အဲ့လိုမျိုးကိုရည်ရွယ်ပြီးတော့အဓိကကြိုးစားတာဖြစ်ပါတယ်နော်ဒါမဲ့တို့ကောင်းချိုအမြတ်တော့မရှိပါဘူးအခန်းငယ်ဆက်မှာဆိုတော့ကောင်းတဲ့အကျိုးပေးရင်တင်တော့နဲ့နှစ်သက်စေချင်ပါတယ်တောက်တော့ငါနေတဲ့အချင်းမျိုးမှာတာမဟုတ်ဘဲနဲ့မရှိတဲ့အချင်းမှာလည်းတင်တော့ဟာအမေရန်နော်ယင်းဟီတင်တယ်ပေါင်းဖို့တင်တယ်ပြောချင်တာကဂလတိယုံကြည်သူတွေဟာရှင်ပေါလုရှိတဲ့အချင်းမှာအင်မတန်မှကောင်းတယ်မိသားရဖွေးကြတယ်စကားပြောတာကောင်းကြတယ်တောက်တော့ရှင်ပေါလုသူအပြည့်တဲ့နောက်ပိုင်းမှာတော့ယန်သူလိုအောက်မေ့လာကြတယ်ဒါကြောင့်ရှင်ပေါလုကငါနီနောက်နဲ့အတူရှိသည်ဖြစ်စေအဝေးရောက်တဲ့ချင်းသည်ဖြစ်စေနင်တို့ဟာအမေရန်ပေါင်းဖို့တင်တယ်ဆိုတော့မှတိတ်တွန်းထားတာဖြစ်တယ်အခန်းငယ်19မှာတော့ချစ်တော်သားသမီးများတင်တော့ထိုင်လို့ခရစ်တော်မရှိမချင်းကလေးမွေးတဲ့မိခင်ကကလေးမွေးပြီးတော့နာကျင်တဲ့ဒဏ်မျိုးကိုငါခံစားနေရတယ်ရှင်ပေါလုကသူတို့ဟာနော်ကလေးများဟုခေါ်တယ်ခေါ်ရတာကသူကိုယ်တိုင်ကနဲ့နောက်ကပတ်တော်အဖြစ်တွင်တင်ပြီးတော့မှဝိညာဉ်တော်အဖြစ်ဒုတိယအချင်းမွေးဖွားပေးတယ်သူတို့ကိုရင်းချက်အောင်အစာကျွေးတယ်ဝိညာဉ်အစာကျွေးတယ်ကြီးထွားအောင် nurturing ဒီပါကြအကုန်လုပ်ခဲ့တဲ့အတွက်ကြောင့်ငါရဲ့ကလေးများဟိုခေါ်ရတာဖြစ်တယ်အခန်းငယ်20မှာဆိုတော့တင်တော့နဲ့အတူရှိချင်းလိုက်တာငါရဲ့အတန်အနစ်မင်ကိုလည်းပြောင်းချင်တယ်တင်တော့အတွက်အလွန်ပဲရှောက်ထွေးနေပါတယ်ဆိုပြီးတော့ပြောပါတယ်နော်ရှင်ပေါလုကဂလတိအတင်းတော်ရဲ့ဂလာတိအတင်းတော်ရဲ့ပြဿနာဟာသူကိုယ်တိုင်မြင်တာမဟုတ်ဘူးသူများဌာနဖြစ်တဆင့်ကြားတာဖြစ်ပါတယ်ဒါကြောင့်သူကိုယ်တိုင်တွားပြီးတော့မှသူတို့နဲ့တိုင်ပင်ချင်းတဲ့ဆွေးနွေးချင်းတဲ့ပြဿနာတွေဖြေရှင်းချင်းတဲ့ဘာများဖြစ်သွားပဲလဲဘလူးလောက်ရင်ကောင်းမလဲနင်တို့ဘာပြောချင်းတဲ့လေဆိုတဲ့မေခွန်မျိုးတွေကိုလည်းမေးပြီးတော့မှအင်မတန်မှတွားချင်းတယ်ဒါပေမဲ့သူကိုယ်တိုင်လည်းမတွားနိုင်တဲ့အခါကျတော့သူ့ရဲ့စိတ်ဟာအင်မတန်မှရှုပ်ထွေးပါတယ်ဒါကြောင့်ယုံကြည်သူညီအကိုများစစ်မှန်တဲ့တွင်တင်ချက်ကနေမှန်ကန်တဲ့တရားထဲကနေမမှန်ကန်တဲ့လမ်းကိုပြန်မတွားပါနဲ့ကျမ်းစာမှာပဲပြန်လာပြီးတော့မှခရစ်တော်နဲ့လက်တွေ့ပြီးတော့အသက်ရှင်နေထိုင်ရှောက်လှမ်းပါဆိုပြီးတော့မှတိုက်တွန်းခြင်းပါတယ်အရောက်ရှိတိုင်းအတွက်ဖခင်ရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေအာမင်